ထို့ဖြင့်3နှစ်ရောက်ကလေးတွေ3နှစ်ဆိုတာကလေးကစကားစပြောကြတာပဲရှိသေးတယ်သို့တော့သူ့ဖြားတယ်မဖြားဘူးကိုပူတယ်မပြောနိုင်3နှစ်အောက်နေတဲ့ကလေး2နှစ်လောက်ကလေးဆိုလို့ရှိရင်သူစကားကောင်းမပြောရတဲ့အချိန်ဆိုရင်ကိုပူလားနေမကောင်းဘူးလားဆိုတာကိုမပြောတော့သို့တော့ဒီကလေးတွေကကလေးသဘာဝအားဖြင့်သူကရှင်လန်းပြီးတော့နော်ထိုင်ရင်ထိုင်မယ်ထားရင်ထားမယ်ချီလာလန်းရင်လန်းမယ်ဒီကလေးရဲ့သဘာဝမလုပ်တော့ဘူးဆိုရင်ဒါတခုသူဖြင့်ဖြားနာလာဆိုတော့သိကြပါတယ်အဲဒါကြောင့်လူကြီးမိဘတွေအနေနဲ့ကဒီကလေးကတာမန်ကလေးလို့ဟုတ်တော့မလှုပ်ရှားနိုင်ဘူးလှုပ်ရှားမှုပုံစံပြောင်းသွားတယ်ကလေးကထိုင်ရနေမထားဘူးဘယ်လိုလို့ရှိရင်ထားပြီးတော့လမ်းမလျှောက်နိုင်ဘူးဆိုရင်ကလေးမှာယောဂရှိနေပြီဆိုတော့ဂရုစိုက်ဖို့လိုတယ်လို့ပြောလို့ပါတယ်ဒါကလေးပြုစုတဲ့လူတိုင်းနားလည်ဖို့ပေါ့ဖို့လိုပါတယ်ဟုတ်ကဲ့နော်ဘာလို့ဆိုကလေးကစကားမပြောတာပူရင်လည်းပူမှမသိဘူးအဲ့တော့ကလေးပူနေတာကိုပူမှမသိလို့စာမစားဘူးဆိုရပါတော့စာကျွေးရင်လည်းမစားဘူးဆိုရင်ဒါကလေးဖြားနာနေပြီဆိုတော့ပြောခြင်းဖြစ်ပါတယ်ဟုတ်ကဲ့သူဖြင့်ရင်မိုးပိုက်ကလေးတွေပေါ့နော်လာသားလေးနော်တလာသား2လာသား6လာသားအဲ့ဒီအရွယ်တွေမှာဆိုရင်ပို့ပြီးတော့မှဒီဘာမှကိုသူလှုပ်ရှားမပြတာဘူးနော်အဲ့တော့တနည်းအပြည့်မိခင်လုပ်တဲ့လူဖြူဆန်းမှာပုံမှန်နိုးတိုက်တယ်ပုံမှန်ငိုတယ်ပေါ့လေးငိုတတ်တယ်ဆိုရင်ဒါတဘာဝဘာမှပြဿနာမရှိဘူးပုံမှန်နိုးမဆိုဘူးမငိုတော့ဆိုရင်ကလေးတစ်ခုဖြစ်နေတယ်ဒါကိုကလေးဆိုင်ဖို့လိုတယ်အဲ့ဒီအချိန်မှာဖြားတာကမသိနိုင်ကိုပူလာလဲစမ်းကြည့်မပေါ်ဆိုတော့အဲ့ဒါကြောင့်ဒီလိုအရွယ်တွေမှာစနစ်တကျကလေးဆိုင်ဖို့လိုတယ်အထူးသဖြင့်ရင်ဝက်ကလေးတွေပေါ့နော်3နှစ်ယောက်ကလေးတွေကဒီနေဝန်ထိုင်ဝန်ပြောင်းတော့တာကိုဒိဋ္ဌာမကြည့်လို့ရှိရင်ကလေးတွေကချိန်တိုင်းတွင်မှာသက်ဆုံးရှုံးနေလို့ဖြစ်နေပါတယ်ဟုတ်ကဲ့နော်တမျိုးလေးအမြဲကြားနေရပါတော့ဒီဖြားတဲ့အခါမှာရေမချိုးတဲ့ဦးလို့ထမင်းမစားတဲ့ဦးလို့အဲ့လိုမျိုးလေးရောဆရာကြီးနေနဲ့ဗာလေးများပြောချင်တယ်ရှင်ကိုပူဖြားရင်တော့သူမှတော့ရှာသွားခြင်းနဲ့စိတ်မရှိပါဘူးနော်လူကြီးဆိုရင်လူကြီးသိတာကလေးဆိုရင်ကလေးသိတာအဲ့တော့ပူးနေတဲ့ကလေးကိုတော့ဖြင့်အေးတော့အောင်တော့လုပ်ပြရမှာအပူကြတော့ဘာဖြစ်လို့လဲဆိုတော့ကိုပူတဲ့အခါမှာလူရဲ့ခန္ဓာကိုယ်ကဒီပူချိန်မြင့်ပေးတာပေါ့နော်လူရဲ့ခန္ဓာကိုယ်ကယောဂပူတက်တာအောင်ဆိုပြီးတော့ပူချိန်မြင့်ပေးတဲ့အခါမှာကလေးလူငယ်များကြတော့အပူချိန်ကျင့်တာကိုတအားမြင့်တာပေါ့သူတို့ရဲ့ခန္ဓာကိုယ်ကမထိန်နိုင်သေးဘူးမထိန်နိုင်တဲ့အခါမှာပုံမှန်အားဖြင့်100နှစ်လောက်အထိတော့ကလေးရခံနိုင်တယ်100နှစ်ဒီကလေးဖနေဟိုက်ပေါ့လေအဲ့ဒီပို့ပြီးတော့တိုးလာမယ်ဆိုရင်ကလေးကဒီအပူချိန်ကိုဓာတ်မခံနိုင်တဲ့အတွက်အုံနောက်ပိုင်းထိရိုက်ပြီးတော့တက်တာပဲဖြစ်တာဒါကလေးတွေကဖြားပြီးတက်တယ်ဆိုတော့အဲ့ပူချိန်တိုင်းချိန်100နှစ်ကျော်လာဆိုတော့100နှစ်ကျော်ပြီဆိုရင်တော့ဒီကလေးကို100နှစ်အကျော်ကိုမခံအောင်လုပ်ရမယ်ဆိုတော့ဘောကတော့100ရဲ့ကျော်သွားပြီ100နှစ်ကြီးရောက်သွားပြီဆိုတော့တခါလေကလေးကိုအေးတော့လုပ်ဆိုတော့ပမာအနေနဲ့တော့ကိုပူတဲ့လူကိုရေဘတ်တိုက်တယ်ပေါ့နော်အေးရိုးရေနဲ့ပဲအဝတ်နဲ့ပဲရေဘတ်တိုက်ရေခဲရေနဲ့ပဲတိုက်ဒါသူ့အကိုပူခြင်းချလို့ရချို့ဆိုလို့ရှိရင်ရေခဲရေပါချိုးပလိုက်ရတာပေါ့နော်ဒါမှကိုပူခြင်းချက်ချင်းကြတော့အောင်လုပ်ဖြစ်တယ်ဆိုတော့ဒါဝင်လည်းအေးခန်းထဲမှာထားနော်ဒါတွေကပလေးကိုပူခြင်းမြင့်သွားတာကိုမမြင့်အောင်လုပ်တာပေါ့ဘာလို့လုပ်ရလဲဆိုတော့အုံနောက်ကိုထိခိုက်မှုဆိုတော့အုံနောက်ထိခိုက်သွားရင်နောက်
တာမန်အားဖြင့်တက်တာလောက်ကလည်းကိစ္စမရှိဘူးအုံနောက်ကပြတ်သွားနိုင်တဲ့သဘောရှိတယ်ဆိုတော့ဒါကိုပူခြင်းအဖြစ်တယ်နော်အဲဒါကြောင့်အပူချိန်ကိုတက်နိုင်တယ်ရှော့ဖို့လိုတယ်ဆိုတော့ကလေးတွေကြီးကတက်အဲအသက်ရွယ်ကြီးလာတဲ့အခါကျတော့ကလေးကိုဖြားလိုက်ဆိုရေချိုးလိုက်အဲဒါကြောင့်တချို့ကတော့ကိုပူဖြားလို့ရှိရင်ဖြားမှမသိဘူးရေချိုးပလိုက်မှအေးကြမှထင်တာပေါ့နော်သဘာဝကျပါသို့တော့ရေဘတ်တိုက်ပြီးရှင်တော့ဒီပြန်ပြီးတော့တပ်ပြတဲ့နေမှာပြန်ထားပြီးတော့ဒီကလေးကိုနေတိုင်းအောင်လုံးဝဖြစ်ပါတယ်သူချင်းအေးကန်းနေမှာထားမှာဖြစ်မှာပေါ့နော်ဆိုတော့ဒါကတော့ဒီကိုယ်ပူချိန်လျှော့အောင်လုပ်တာဖြစ်တဲ့အတွက်ဖျားနေတဲ့လူကိုရေချိုးအောင်လာလို့ပြောရေချိုးတာမဟုတ်ပါဘူးရေဘတ်တိုက်ပြီးအဓိက temperature လျော့သွားလို့တာဘာလို့ဆို temperature များလာရင်အပူများလာရင်အုံနောက်ကိုထိခိုက်သွားတဲ့အတွက်အုံနောက်ထိခိုက်မှာဆိုလို့ကိုယ်ပူချိန်ကိုချပေးရတာဖြစ်တယ်ဆိုတော့အုံနောက်တွေမဟုတ်နောက်ပိုင်းကျတော့တခြားခန္ဓာကိုယ်ရဲ့စိတ်ပိုင်းတွေပါထိတာပေါ့အသေးထိခိုက်တယ်နှလုံးလေးထိခိုက်တယ်အဲ့ဒါမျိုးတွေဖြစ်မှာဆိုလို့ဒီကိုယ်ပူချိန်ကိုလျှော့ပြရခြင်းဖြစ်ပါတယ်အဲ့ဒါတော့လုပ်ပြရမယ်လုပ်ငန်းဖြစ်တဲ့အတွက်လိုလည်းလိုပါတယ်ဒီနေ့ကတော့ညီမတို့ဆရာကြီးနဲ့တွေ့ဆုံပြီးတော့ကျမရဲ့မိကုန်းလေးမေးမြန်းခဲ့ရဖြစ်ပါရဲ့ရှင်။ဖြေကြားပေးခဲ့ဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်လည်းပဲဒီလိုမျိုးတင်ပြရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဆရာ